စိတ်ကြပါကြီးရဲ့မောင်ဆုံးတဲ့နေရာဆုံးပြန်ခဲ့တယ်လေဟာသူကျုပ်တို့တော်လိုင်းကြီးကဘယ်တော့မှပြီးဆုံးမှာလဲဖို့ကြောက်ရဟာဘာလို့မပြီးရမှာလဲကွကျုပ်တို့တရောင်းစားတွေမဟုတ်ပါဘူးဗျာဒီတော့ကျွန်တော်တို့ကတခါနဲ့တုံညကစပြီးအကုန်လုံးပြန်ပြီးတော့အောင်ပြချအလုပ်လုပ်ရမယ်ဆိုတာ不就把他的我不是干嘛我家去嘛我ကိုကြီးမြမလေးမလဲကွာပြမတော့ဖေဖို့ချမ်းဒီမှာကွယ်ဟာစိုးစိုးကြီးကြီးကိုဘယ်လိုလဲဆင်းရဲဒုက္ခခံစားကြစီနေသူရဲ့ကောင်းနဲ့ကျုပ်တို့တရောင်းစားတွေမဟုတ်ပါဘူးအာဇာနည်တွေရဲ့ ခုဆင်းပြေပြင်းကိုထွက်ရမယ်ဟာလားဆင်းရဲမယ်ငတ်မယ်အခက်ခဲတွေနဲ့ရင်ဆိုင်ရမယ်ဟာလားဗမာပြီးဗမာသွေးကိုပြပါအထက်ဘောများရဲ့အမိတ်ကိုလည်းနာခံပါအထက်ဘောများကလည်းသာတူညီမျှရဲဘော်စိတ်ထားပါရဲဘော်တို့ကိုဂတိပေးထားတဲ့အတိုင်းကြောက်ကိုယ်တိုင်ရဲဘော်တို့နဲ့အတူဟာလားချီတက်မယ်ဗမာရန်သူကိုခြေမုံကြအနီးကဆုံးရန်သူကိုရှာပြီးတိုက်ကြဒါပဲတော့ဒုနိုင်ငံကမကြခင်လွတ်လပ်ရေးကြတော့မှာကွအဲ့ဒီလိုလွတ်လပ်ရေးကြဖို့အတွက်ရိရှာနဲ့ပေါင်းပြီးတော့ဂျပန်ကိုတိုက်ထုတ်ရမယ်ကွဖြစ်ပါမလားဖို့ကြောက်ကျုပ်တို့ကဗြိတိရှတွေရင်သွားပါမလားဖို့ကြောက်ဟေးကောင်ထုံးလားယုံရရမယုံရရငါတို့ကလွတ်လပ်ရေးရဖို့အတွက်တိုက်ကိုတိုက်ရမယ်ကွပြမတော့ဖေဖို့ချမ်းဒီမှာကွယ်တကယ်ပဲတနေလို့ဆင်းရဲဒုက္ခခံဗြိတိရှကိုလည်းထပ်တက်ရမှာပေါ့ကွဟာသူကျုပ်တို့တော်လိုင်းကြီးကဘယ်တော့မှပြီးဆုံးမှာလဲဖို့ကြောက်ရဟာဘာလို့မပြီးရမှာလဲကွလွတ်လပ်ရေးရရင်ငါတို့တော်လိုင်းရေးပြီးဆုံးပြီပေါ့ကွဟေးကောင်ထုံးလားလာခက်တက်တက်လျှောက်ကွဟုတ်ကဲ့ပါဖို့ကြောက်ဒါနဲ့ဗျာကျုပ်တို့ခီးဆက်လာတာကြာပြီဗျဟင်းတော့မရောက်သေးဘူးလားအေးရောက်တော့မယ်ထင်တယ်ကွကျုပ်ဘိုက်စားလာပြီဗျာဟာငါလည်းတူတူပဲကွထုံးလိုက်ရဟာလေးပိုင်းတော့ရောက်တော့မယ်ကွဟာဖူးသားမယ်ဖို့ကြောက်ရဒါနဲ့လေရှေ့မှာမီးပြပြလေးတွေ့တယ်ဖို့ကြောက်ရအေးလားသွားရအောင်ကွာကိုကြီးအေးမလဲကွာကျတို့ဘိုက်ရန်စားနေလို့ခမင်းတစ်နှစ်လောက်ကြည့်ပါဟာစောစောရှိသည်ကွာမင်းတို့ဘယ်ကတရောင်းစားရလဲကွာဟမ်ကျုပ်တို့တရောင်းစားတွေမဟုတ်ပါဘူးဗျာခီးသွားတွေပါဒါငါဖိုးကြီးစွန့်ကပ်ဖို့ကွာအလူလုပ်ဖို့ကွာကြည့်ပါဗျာကျုပ်တို့ထမင်းမစားရတော့3ရက်လောက်ရှိပြီရန်စားနေလို့ပါဗျာအေးကွာတော့အဲ့ဆိုငါစားဖို့ထမင်းကျိုးနဲ့ငကြင်းနှစ်တွေရှင်နေဖက်စားပါကြအောင်တော်ဟုတ်ကဲ့ကျေးဇူးဗျာဟာအေးမောင်ဒီကွာဒီမှာငါဖိုးစွန့်ကပ်မယ်ဟိုဘယ်တရောင်းသားလဲမသိတော့ဟိုကလေးကိုလမ်းသွားရလို့ပြောတာဘုန်းဆောင်လက်ထိုင်လေးကွာအေးဘယ်ဝမင်းဘယ်ဝမစိုးစီဒီပဲလာတာဟုတ်တယ်ငါမှနည်းနည်းနောက်ကျနေပြီကွာရှင်လေးတောက်ပါဆရာတော်ကြီးကဒီနေ့နောက်ကျတယ်လို့လဲ
ဟုတ်တယ်အေးစားကြပြီလားကောင်းပြီ ဟုတ်ကဲ့စားပြီကိုကြီး အေးဟုတ်ပြီ ဒါနဲ့ကျုပ်တို့ကိုထမင်းကျွေးလို့ကျေးဇူးတင်တယ်ဗျာ ရပါတယ်ကွာရပါတယ် ဒါနဲ့အကိုကြီးနာမည်ဘယ်လိုခေါ်လဲဗျာ ငါနာမည်ငွေရလို့ခေါ်တယ်နော် ဟုတ်ကဲ့ကိုငွေရကျွန်တော်တို့ဟင်္ဒရာဘက်သွားတဲ့လမ်းလေးတစ်ချက်လောက်ညွှန်ပါအောင်ဗျာ အေးမကြည့်ဒီတာကိုကြည့်တက်တက်ဤတာတော့အဲ့ဟင်းသားတော့မဖြူးလို့နော် ဟုတ်ကဲ့ကျေးဇူးပါဗျာ အေးကြောက်ကြဒီတော့ဆောင်းလာ မလုံးကြနိုင်မင်းတို့ပြေကြီးပေါ်ဒီရက်တီအောင်မင်းညနေစေအိုးပြေကြီးစင်တွေပြေကြီးစင်တွေလုံးညနဲ့မလုံးကြနိုင်မင်းတို့ပြေကြီးပေါ်ဒီရက်တီနိုင်အောင်မင်းညနေစေကျုပ်တို့လွတ်လပ်ရေးကျိုးပန်းတင်ကာလကဟင်္ဒရာဘက်ကိုရောက်ခဲ့တယ်အဲ့ဒီမဲ့ကျုပ်တို့ထမင်း3ရက်လောက်ငတ်ခဲ့တယ်အဲ့ဒီမဲ့ကိုငွေရဆိုတဲ့ရွာသားတယောက်စီမှာကျုပ်တို့ထမင်းတောင်းစားခဲ့ကြတယ် Emma! Yeah, Emma! Ai nào là bé quá rồi. Hôn nha, khám nhá, đào ra men này tham gia lại là châu đội dán trên đây bố châu.ဟုတ်လို့အိမ်မောင်ရဟုတ်လို့လား ဟုတ်တယ်ကျုပ်ခုလေးတွေရေဒီယိုနားတော့ပြီးခင်ဗျားကြီးကြေးလာပြောတာဗျာ အိမ်မောင်ရမင်းကလည်းပေါ့ပေါ့ချာချာဟုတ်လို့လားကွာငါသမီးကျွေးလိုက်တာခေါင်းသားလူကျွေးလိုက်တာဘူးချုံဆန်းလား Hôn đấy, châu đội dán trên đây bố châu. ဟုတ်လို့လားအိမ်မောင်ရမင်းကလည်းဟဲ့ရ ဟုတ်တယ်ဒါကျုပ်တို့ရဲ့ဘိုးချုပ် ဘူးချုံမဲငါသိရင်လေငါဘုန်းကြီးစိုးကမ်းမဟောင်းငါချကျွေးလိုက်တာကိုအိမ်မောင်ရ ဘူးတို့မလားအဲ့ဒီလားတော့တော့မနေငါနေပြီးမောင်းတော့ဘူးတို့မလားတီလို့ရှိရင်ငါလေဘူးစုကမအောင်ငါချကျွေးမှာအေးမောင်ရငါချကျွေးမှာငါအေးမောင်ဘူးတို့မလားတီငါဘူးစုကမအောင်ငါချကျွေးမှာကွာ ဒီတော့ကျွန်တော်တို့ကတခါနဲ့တုံညကစပြီးအကုန်လုံးပြန်ပြီးတော့အောင်ပြချအလုပ်လုပ်ရမယ်ဆိုတာကျွန်တော်တို့တခြားနိုင်ငံတွေကခြေလမ်းတစ်လမ်းလိုက်ကြောက်တော့ကခြေလမ်း၄-၅-10လမ်းလိုက်နိုင်မှာနောက်10နှစ်အနည်း20တန်တရားပြည့်အဲ့လိုတန်းလူကြီးဖြစ်သွားမယ် တော်ရရောင်ချီချိန်လင်းတော့သည် ဒီနေ့ပဲရှင်ပြန်လာမှာလေ မောင်လေး9နိုင်မှပြန်အောင်မယ်ကြည်ရ အဆင်ပြေရမှာလုပ်ကိစ္စရင်ကောင်းတော့ ပြေးပါလေအကုန်လုံးဒီဘိုးထုံးလာလို့ရတယ်အားကိုရတယ်လေ စောစောပြန်ခဲ့နော် သိကြပါကြည်ရမောင်ဆုံးတဲ့နေရာဆုံးပြန်ခဲ့တယ်လေ ကြီးမောင်တိုက်တဲ့ငငယ်ချက်ထားမယ်နော် ဒီကကြည်ရမောင်သွားမယ်နော် ချိန်လင်းတော့သည် မ
စိတ်ကြပါကြီးရဲ့ဆောင်းနေနေဆောင်းပြန်ခဲ့တယ် ကြီးမောင်တက်တဲ့ဒီချစ်ထားမယ်နော် ဒီကကြီးရဲ့ဆောင်းမယ်နော် အိမ်ကရဲဘော်တွေကိုဈေးကျွန်တော်မဆွဲခိုင်းပါနဲ့သူတို့ကနိုင်ငံတော်အတွက်က ကြည်မခိုင်းပါအောင်မောင်ရဲ့သူတို့ဟာသူတို့လှုပ်ပေးတာပါ ဘာပဲဖြစ်ဖြစ်နောက်မမြင်ချင်ဘူး လွတ်လပ်ရေးရရင်တော့ခြံလေးစားပြီးစာပဲရင်းနေချင်တာဗျာမင်္ဂလာတုံကခြံလေးတော့ကြိုက်တာကြက်ငါတော့ဆိုတော့မတက်နိုင်ဘူးအင်းခြံမရှိရင်နေကလေးတွေကိုတော့ကြောင်းကောင်းကောင်းထားခြင်းနဲ့ဗျာငယ်ဆုံးသမီးလေးကိုငကလေးတရံခမဲပေးဖို့နမောက်ကအမေစီပတ်စံလမ်းမှာထားရတယ် တဲ့မမေ့နိုင်စရာယနေ့နဲ့တိုင်ကရဆုံးပြီးတော့အာလာဒီကောင်းကောင်းကြီးများ အကိုကြီးမခင်ကြီးဆိုတဲ့သူနာပြုဆရာမကိုကျုပ်ကချစ်တယ်လို့လက်ထက်ချင်တယ်လို့ခုမြန်မြန်သွားပြောဗျာချိန်မရှိဘူးကျုပ်မှအလုပ်တွေရှိသေးတယ် မင်းတို့လည်းမရနိုင်ပါကံကြမရဲ့ဘယ်အညုံနဲ့များလာနေတယ်ဒီမှာပြေကိုခွာလဲချဲဝါလေးကိုငါတို့ဘူရုပ်ပြန်ဆောင်ရှာတယ်ဒါပေမဲ့မတမာသူလူစုရောက်တိုင်းပြည်ကြီးနလန်မထူတဲ့ မမချင်းအိမ်မှာဆန်စီပြတ်သွားရင်ကျွန်တော်ကိုပြောတယ်လာကြတော့လို့လက်ခံရင်မင်းကိုအရင်ထောက်ချပစ်မယ်လို့ဘိုးချုပ်ကကျွန်တော်ကိုကျင်းထားတယ်ဗျ စိတ်ချပါဘူးထမအဲ့လိုရှိလို့လားဟဲ့ကြောရဲဆိုတာလက်အုပ်ချပြီးအောက်တာဆိုတာမဟုတ်ဘူးလား မိုးရွာရွာဇွဲဆက်ပေါ်မှာကျမလုံးသားထဲမှာမျက်ရည်မိုးရွာ မမကြီးဘိုးချုပ်ကော သူအိတ်နေရဲ့ လူကြီးတွေစောင့်နေရကြပြီခေါ်ပေးပါလား ကျမမလို့ရဘူးသူတိတ်ပင်ပန်းနေတယ် ခုဗမာပြည်ရွေးကောက်ပွဲနီးလာတာနဲ့နိုင်ငံရေးသမားတွေကဟာလားဟောတော်ကြီးများရဲ့အနာကိုကတ်ချင်ကြတယ်နိုင်ငံရေးသမားတွေကလည်းရွေးကောက်ပွဲနီးလာတဲ့အတွက်ဟောတော်ကြီးများကိုတတိယလာရတယ်တပည့်တော်ကတော့မကတ်ဘူးရှင်းရှင်းပဲ မခံတော့ဘူးအော်သူ့ဘဝမှာမလျှော်သေးထွတ်မြတ်ဘဝကြီးလွတ်လိုက်ရမည်အသက်ကိုပေးလို့ဝိသစ္စာဆိုပြီး ဒီတော့ကျွန်တော်တို့ကတခါနဲ့တုံညကစပြီးအကုန်လုံးပြန်ပြီးတော့အုံမြစ်ချလုံးရမယ်ဆိုတာကျွန်တော်တို့တခြားနိုင်ငံတွေကခြေလမ်းတလန်းလိုင်းခြားလို့လည်းနိုင်ငံတွေကခြေလမ်းတလန်းလိုင်းကျုပ်တို့ကခြေလမ်း၄50လမ်းလိုက်နိုင်မှာအဲ့လိုလိုက်နိုင်တဲ့အခါကျမှနောက်10နှစ်20တန်တရားပြည့်အဲ့လိုတန်းတူညီတူဖြစ်သွားမယ် စိတ်ကိုထုံးနေခဲ့ဒီရွာဒီပါဒီသမိုင်းလေးချမ်းသာအရင်ကဝိသနာဒီဖြူနီပြဝါဟင်ဝါရာအဆွဲတွေကြောင့်ခေါင်းဆောင်နေမကွဲကြပါနဲ့သူအမြင်မာဒီအောင်နိုင်ပါပြီကြည်လူစဲမို့မမေ့နိုင်ပါတော့ဒီအပြေသူရှာတွေ့တော့ခေါင်းအောင်လန်းချီတပြေညိုရွှေဘူးပန်းကလမ်းငိမ့်တန်ကြီးလွတ်လပ်ပန်းတို့စင်မြန်မို့လက်တကန်ဆွလန်းအောင်ဆန်းအာဇာနီ